Hello ဒီနေ့မှာနင်တို့ကအိမ်မှာပြင်းနေရနေကြောက်ကြောလေးလို့စားဖြစ်ပါရင်ရှင်။ဒီနေ့ဗီဒီယိုရိုက်နေရမလားဆက်စုပါရင်။ဟုတ်လား။ကဲပေါင်ပစ္စည်းလေးမျိုးရဲ့နဲ့တုံးအီဒီနဲ့အရင်စားတော့ခေါင်းလေးကြောက်ကြောလေးနဲ့နင်တို့တို့လို့စားကြမယ်နော်။ပထမဆုံးအနေနဲ့အိုးထဲကိုဗီတိုလေးပို့ဖောက်ထည့်ပါမယ်။ဒီနေ့ကမာဗီတိုမို့ဖဲနဲ့တခြားဆိုလေးရရဲပေါ့နော်။နင်တို့ကတော့ဗီတိုလေးယူထားပါရင်ရှင်။နောက်ပြီးတော့နို့စီနှစ်ချောင်းထည့်ရင်ပေါ့နော်။ကိုယ့်အိမ်မှာနို့စီဘူးပဲရှိရဆိုရင်ထမင်းစားဆွေးနဲ့နှစ်ဆွင်းထည့်ပေးရပါမယ်ရှင်။ရေကတော့100 ml ထည့်ပါမယ်ရှင်။ပြီးတော့နော်နှံ့အောင်မှွေပေးရပါမယ်နော်။နှံ့မှွေပြီးသားဆိုရင်တော့နင်တို့စပြီးတော့ကြိုပါမယ်ရှင်။ကျမကြောက်ကြောစပြီးကြိုနေပါပြီ။ဒီဦးလေးမနာဘဲနဲ့မှွေနေရတယ်ကြတော့ကျမရန်လက်ညောင်းနေပါပြီ။ရန်လည်းပြင်းနေပါပြီ။တယောက်လောက်မပြင်းကျမကိုအိုးလာမှွေပူကြပါအောင်။အိမ်မှာလူများပေမဲ့လူနေမှာဆိုကျမတို့တယောက်မှလာမပူကြပါဘူး။စားရခါကျတော့ပြုံးလိုက်ကြီးရောက်လာကြပါရဲ့။လူပါပဲကျမအိမ်မှာဆိုစင်တွေနောက်ဆုံးတော့ဒီလိုပွတ်ဆူရဲ့ချင်းလေးကိုရောက်ရှိလာပါပြီ။နင်တို့ကချောကလက်ရယ်စတော်ဘယ်ရယ်နို့ရယ်3မျိုးလောက်ထားရပေါ့နော်။လို့မျိုးပွတ်ဆူလာရဆိုရင်တော့ခုနဗီတိုဘူးလေးကိုထည့်ပါမယ်ဒီနေရာမှာဘူးလေးမထည့်ဘဲနဲ့ကိုကခွတ်ထည့်ခြင်းဆိုလည်းရပါတယ်ထိုင်နေတည်ထားကြပါကျမလက်လွန်ကျွတ်တုံမျိုးဖြစ်ပြီးတော့ရှန်ကြကုန်ပါလေစိတ်နေတယ်တော့တယ်ကျမမေရလိုပါပဲကျမလေးရဆိုဘယ်မှကောင်းနေမပြောဒါကတော့ strawberry လေးဖြစ်ပါရဲ့နောက်တစ်ခုကနို့လေးပဲအဲ့ဒါတော့နို့မုတ်တို့ဒီထည့်ထားပါကဲ finally နောက်ဆုံးမှာတော့ရေခဲတိုင်းမှာထည့်ပြီးတော့အေးခံပါမယ်ဒီတိုင်းပြင်မှာထားပြီးတော့အေးခံလို့ရပါရဲ့ကြောင်ညာလေးတစ်ဖြက်ဝင်လေးပါအောင်မရှင်ကျမတို့အိမ်မှာတင်ချင်နေရောက်ပါရဲ့ကလေးမျိုးတူဆိုရင်ကျမအိမ်မှာလာလို့ရပါရဲ့စေဘူးထက်မှာယူမယ်ဆိုရင်တော့ကျမကိုယ်တိုင်ရုပ်ချောချောလေးနဲ့ပို့ပေးမှာဖြစ်ပါရဲ့ရှင် delivery ကလည်း free ပါရှင်မမီမာတာသူစီးပွားရေးကိုမကြော်ညာပေးလို့ဆိုပြီးကျမခုကြော်ညာပေးလိုက်ပါပြီ။နောက်မှချက်ပါ။နှစ်နာရီလောက်ကြာပြီးမှတော့ကျမရဲ့ကြော်လေးရလာပါပြီ။မိုက်ပါဆရာမကြီးပါဟဲ့မကြီးဒီလိုမျိုးကြော်လေးရလာပြီဆိုရင်တော့ကိုနှစ်တရာနေထားလေးကို3နိုင်တော့ပေါ့နော်။နင်တို့ကတော့ဒီလို4ယောက်3နေပဲ3နေပါရင်ဒီဘူးလေးကတော့ကျမရဲ့တူဦးတီတော့ချစ်ရသူကိုဘေဘီကောင်ပပကြီးတော့ပါ။ဒါလေးကတော့ကျမအရင်အမွေစိန်တူဦးရောနေမှလေးဖြစ်ပါရဲ့။ဖောင်ပစ္စည်းကလည်းလင်းမျိုးလေးနယ်လို့ရလွယ်ကူပြီးတော့အရင်စားလို့ကောင်းနေရလိမ့်မို့လို့လောက်စားကြည့်ဖို့နဲ့တော့ comment ပေးချင်ပါရှင်။ဒီလိုလေးကိုဆုံးဖြတ်ချပြီးတဲ့တွေ့တယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲbye bye